အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လဲကြိုဆိုပါတယ်ပါကင်ဖောက်ရှုံးဘိန်းရှယ်လေးတစ်စီးရောက်ထားပါတယ်ကန်တာဝေလေးပါအော်ဂီလိုကို9000ကျော်လေးပဲရှိပါသေးတယ်2024လမြင့်မော်ဒယ်လေးဖြစ်ပါတယ်25တလပိုင်းရမှာပါကင်ဖောက်ထားတဲ့ဘိန်းလေးပါရုပ်ထွက်လေးကတော့မြင်တဲ့အတိုင်းပါပဲအစ်စ်တိုင်းလေးပဲရှိပါသေးတယ်သူအော်ပစ္စည်းအစုံအကုန်အလုံးလုံးပါတယ်ရှေ့ဘိန်းနေထားလေးပြပေးပါမယ်ရွှေအောင်လေးတွေတဝင်းဝင်းနဲ့ပါပဲရှေ့တရာအော်တရာကိုမှအထူကြီးကြံပါသေးတယ်အင်ဂျင်အဖွင့်အလှအယိုးအစိမ့်လုံးဝမရှိပါဘူးအင်ဂျင်ပါကင်အတန်တိုင်းလေးကြံပါသေးတယ်အော်ကီလို9000နဲ့ဘိန်းလေးပါအင်ဂျင်ကန်းနေရာစားဆေးပွန်းခြင်းမရှိသေးပါဘူးနောက်တရာလဲအော်တရာအထူကြီးကြံပါသေးတယ်မန်လိုက်စဉ်85ရပလက်သက်တမ်းက2029နှစ်လပိုင်းတည်ရှိမှာပဲဖြစ်ပါတယ်ကန်တာအော်ပတ်လဲလေးပါဒီဘိန်းလေးကိုကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းကတော့23သိန်း8000ဖြစ်ပါတယ်53ဘီလန်13314ကျမန္တလေးစက်မှု1 Sunshine Moto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်